အပူချိန်80ဒီဂရီဆက်စီရဲ့ခြေဖွားအောက်မှာပွဲဆူနေတဲ့တဲပြင်အနီးဆုံးရေတွင်းကမိုင်ပုံမြောက်စွာအဝေးမှာဒါဟာနမီဘီယာတက်ကနေရထဲကမွေးကင်းစာငှက်ကလအုပ်လေးတွေရင်ဆိုင်နေရတဲ့နေ့စီဘဝပါ BBC အားရဲ့အာဖရိကမှတ်တတဲ့ဗီဒီယိုထဲကဒီရင်းနှီးစရာမြင်ကွင်းကတဘာဝတရားရက်စက်မှုနဲ့မိဘမြတ်တာရဲ့ကြီးမားပုံကိုအထင်ရှားဆုံးပြသနေပါတယ်တဲကနေရထဲမှာအရေးဆိုတာရွှေတဲ့ရှားပါတယ်မြေပြပူချိန်ကကြောက်တလုံးကိုတော့တခဏချင်းကျက်သွားစေနိုင်တဲ့အထိပြေးထန်လို့ပါတယ်ဒီလိုငဲကန်းထဲမှာငှက်ကလအုပ်ပေါဆွလေးတွေကသူတို့ရဲ့ပထမဆုံးခြေလမ်းကိုစတင်ကြရပါတယ်မိဘတွေဖြစ်တဲ့ငှက်ကလအုပ်ကြီးတွေကသူတို့ကိုယ်တိုင်အပူဒဏ်ခံရပေမဲ့တော်မောင်တွေကိုဖြတ်ချက်ပြီးတော့ကလေးတွေကိုအရှင်လန်းလအရိပ်ပေးထားပါတယ်ကလေးတွေအပူရှက်မသွားအောင်နေလုံးမသွားအောင်မိဘမြတ်တာနဲ့အကောက်ကွယ်ပေးတဲ့ဒီမြေကွင်းကကြည့်ရှုသူတိုင်းကိုလည်းလုံးဝမြင့်တက်သွားစေပါတယ်ခရီးကရှည်လုံးပြီးအပူကပြင်းလို့တဲ့အခါတချို့ကလေးငယ်တွေကအားပြပြီးတော့လဲကျကြံရိပ်ခဲ့ပါတယ်မိဘတွေအနေနဲ့နောက်ဆုံးအချိန်ထိစောင့်ဆိုင်အားပေးခဲ့ပေမဲ့တဘာဝတရားရဲ့နေရာမှာအရာအားနေတဲ့သူတွေက80ခွင့်မရခဲ့ပါဘူးဒီအခန်းကကြည့်ရှုတဲ့သူတွေကိုမျက်ရည်ကျစေရုံနဲ့မကပဲကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့အရင်အမြင့်တွေအပေါ်ကျေးဇူးတင်ဖို့သင်ခန်းစာပေးနေပါတယ်တဘာဝတရားမှာဂိူးနာတရားမရှိဘူးဒါပေမဲ့ရှင်တန်လိုစိတ်ကတော့အမြဲတမ်းအံ့ဩဖို့ကောင်းနေသေးပါပဲ